ပိုးတာပါတယ်ပေါ့နော်ပိတ်စာလေးကိုဒီမှာဆိုလို့ရှိရင်တော့ကာလာrendering လုပ်ပြပေးပါမယ်ပထမဆုံးအနေနဲ့တော့ sketching မှာရောအရင်သွားပါမယ်ပြီးလို့ရှိရင်တော့ဒီကိုလိုချင်တဲ့ပိတ်စာပုံစံမျိုးအတိုင်းမျိုးပေါ့နော် sketch လုပ်ပေးမယ်ပြီးပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ layer တစ်ခုခေါ်ပြီးတော့ပေါ့နော်သူရဲ့ဒီ sketching ရဲ့အောက်မှာထားမယ်ထားပြီးတော့မှ color လေးကို fill လုပ်ပေးပါမယ် color fill လုပ်တဲ့အခါမှာဒီ Procreate မှာပေါ့နော် fill လုပ်တဲ့အခါမှာပေါင်းလေးကုတ်ပြီးတော့မှာပေါ့နော် fill လုပ်ပေးတာကပို့ပြီးတော့မှအဆင်ပြေပါတယ်ပြီးတော့အပေါ်ပိုင်းပေါ့နော်အပေါ်ပိုင်းတော့အခုမြင်နေရတဲ့အတိုင်းပဲ blend လုပ်ပေးလိုက်တယ် blend လုပ်ပေးလေရရနော်ဒါပေမဲ့ blend လုပ်ပေးလိုက်တဲ့ဆိုတာကကြတော့ဒီဒုံးတီဖြစ်နေအောင်လို့ပေါ့နော် rendering လုပ်ရင်အောက်ပိုင်းကိုပဲ rendering လုပ်ပြီးအပေါ်ပိုင်းကဒုံးတီဖြစ်နေမှာဆိုလို့အပေါ်ပိုင်းကိုအရင်နဲ့ပါသွားအောင်လို့blur လုပ်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ color ကိုပထမယူထားတဲ့ basic color ထက်နည်းနည်းတုံးရင်းနေပေါ့နော် color တုံးရင်းနဲ့ color မျိုးကိုယူပြီးတော့မှဒီပိတ်စာလေးရေပေါ့နော်အရေးကြမဲ့အပိုင်းပေါ့နော်အရေးကြမဲ့ပုံမှန်သွားမဲ့အပိုင်းလေးတွေကိုကာလာထည့်လိုက်ပါမယ်ကာလာထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့တိတ်ပြီးတော့ဒီနေရာမှာတော့အရင် serious မဖြစ်နေပေါ့နော်ကာလာကိုထည့်လိုက်ပြီးတော့မှ blend လုပ်လိုက်ပေါ့နော်အထီးကြကြီးလက်ကသွားပြီးတော့မှလှုပ်ရှားမလို့ပေါ့နော်သူ့အတိုင်းလေးပဲ flow အတိုင်းလေးပဲမြင်မြင်ဆဆန်လေးလုပ်လိုက်လို့ရပါတယ်ပြီးရင်ဒီနေရာမှာပိတ်စာရဲ့အတွင်းသားကိုလေးပေါ့နော် rendering လုပ်ဖို့အတွက်မေးလို့မရပါဘူးအဲ့တော့ပိတ်စာအတွင်းသားလေးကိုလည်း rendering ထပ်လုပ်ပါမယ်ပြီးတော့ဒီပိတ်စာရဲ့အကိုလိုညီသွားအောင်လို့ပေါ့နော်အောက်ခံ base color ကိုနည်းနည်း clean လုပ်ပေးလိုက်တယ်ပြီးတော့မှအပေါ်က rendering layer တွေကိုရှေ့ဆက်သွားပါနော်ဒီမှာဆိုရင်တော့ဒီထပ်ပို့ပြီးတော့မှပထမ color ထပ်ပို့ပြီးတုံးရင်းနဲ့ color တစ်ခုယူပြီးတော့နောက်ထပ် second rendering ထပ်လုပ်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ပထမတစ်ဆင့်ယူထားတဲ့ color ထက်နည်းနည်းလေးပါပြီးတော့မှရှိတ်ထည့်တယ်ပေါ့နော်ပြီးတော့မှဒီ shadow လေးတွေကို render ပြန်လုပ်လိုက်တာပါ blend လုပ်ပြီးသွားပြီဆိုရင်တော့ဒီ pan လေးရောင်ယူထားတဲ့ပုံမှန်ပေါ့နော် base color ယူထားတဲ့ color ထက်နည်းနည်းလေးကိုဖြော့ရပေါ့နော်အဖြော့ဆုံးရောင်လေးယူပြီးတော့မှ highlight ကလေးတွေထည့်လိုက်တယ် highlight ထည့်တဲ့အခါမှာလည်းပိတ်စာရဲ့အခုံးဆုံးနေရာပြီးတော့အလင်းစာဟန်မဲ့နေရာမျိုးတွေမှာhighlight ထည့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီအတွင်းပိုင်းကိုလည်းအလင်းမဟပ်ဘူးလို့ပြောလို့မရဘူးပေါ့နော်အတွင်းပိုင်းရဲ့မြင်နေရတဲ့ထိတ်ဆုံးလေးတွေကလည်း highlight ဝင်အောင်မှမို့လို့အဲ့ဒီနေရာလေးတွေကိုလည်း highlight ဖြည့်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့အခုပေါ့နော်ဒီဆက်ကြောင်းနေရာလေးတွေကိုပိုမှောင်တဲ့ကာလာလေးဖြည့်ညာပေါ့နော်ဒါကတော့ပို့ပြီးတော့မှကြွသွားအောင်လို့နောက်ဆုံးပိတ်ပေါ့နော် shadow ကာလာကိုတစ်စင်းထပ်ထည့်လိုက်တာပါပြီးတော့ပြီဆိုရင်ဆွမ်းနာတော့highlight လုပ်ထားတဲ့ highlight ကလေးတွေကိုပေါ့နော်နည်းနည်းလေးပို့ပြီးတော့ပို့လုပ်လိုက်ပါတယ်ဒါဆိုရင်တော့ 3D ပိတ်စာလေးရပါပြီ